မက်ဆီရဲ့ကမ္ဘာဖလားစံချိန်ကိုမိုးဆိုးတဦးလို့လိုက်လံအမဲလိုက်မဲ့ပါပေကမ္ဘာဖလားပြိုင်ပွဲရဲ့တမိုင်းတစ်လျှောက်မှာသွင်းကို18ဂိုးထိသွင်းယူပြီးတော့စံချိန်မှတ်တမ်းအောင်အမြင့်ဆုံးအဆင့်ထိတင်ထားတဲ့မက်ဆီရဲ့နေရာကအခုခါမှာတော့ပြင်းသစ်တိုက်စစ်မှုခီလန်ဘာဘီကြောင့်မလို့လှုပ်ခတ်လို့နေရပါပြီ။ဘာဘီရဲ့အမကန်ဂိုးသွင်းနှုန်းနဲ့ကစားဟန်ကကမ္ဘာဖလားစင်မြင့်ထက်မှာတကယ်ကိုအရှိန်ဟုန်ပြင်းလွန်းတာကြောင့်မလို့နောက်တဲ့ပွဲစဉ်အနေငယ်အတွင်းမှာမက်ဆီရဲ့စံချိန်ဟောင်းကိုကြော်ဖြတ်ပြီးတော့ထိပ်ဆုံးနေရာကိုလွှဲပြောင်းယူသွားနိုင်တယ်လို့အားလုံးကထင်ကြေးပေးနေကြတာပါ။ဒါမဲ့လေရာဇဝင်တွေ့မဲ့စံချိန်ကြီးတစ်ခုကိုဖီယားရီကြားတဲ့မျိုးလိုက်မီအောင်ကြိုးစားမဲ့ခီလန်ကဖီယားမရှိပဲကစားတာနဲ့လုံးဝကွဲပြားခြားနားလာပါတယ်။တစ်ဖက်မှာလည်းပဲဘောလုံးလောကရဲ့အေဂရစ်ဖြစ်တဲ့မက်ဆီကသူ့ရဲ့အမြင့်ဆုံးမှတ်တမ်းအလွယ်တကူလက်လွတ်ပေးမဲ့သူမဟုတ်တာကြောင့်မလို့ဘာဘေးအနေနဲ့ဒီလိုမျိုးတမိုင်းဝင်စံချိန်ကိုချိုးဖျက်ဖို့ဆိုတာကတကယ်ကိုခက်ခဲကြမ်းတဲ့အစိန်ခေါ်မှုတစ်ခုဖြစ်လာမှသိကြပါရီ။အနာဂတ်မှာဘာဘေကမက်ဆီရဲ့စံချိန်ကိုကျော်ဖြတ်သွားနိုင်တဲ့အပြည့်ရှိရဆိုပေမဲ့လက်ရှိအချိန်ထိတော့မက်ဆီကပဲကမ္ဘာဖလားရဲ့ဘရင်အဖြစ်အမြင့်ဆုံးနေရာမှာခိုင်ခိုင်မာမာရပ်တည်နေစေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ရှေ့ဆက်လာမယ့်ကမ္ဘာဖလားပွဲစဉ်တွေမှာဘာဘေကပဲရာဇဝင်အသစ်ရေးထိုးသွားမလား။ဒါမှမဟုတ်ဝိုင်းဂန်တွေမက်ဆီကပဲသူ့ရဲ့စံချိန်ကိုဆက်လက်ပြီးတော့ထိန်းသိမ်းသွားမလားဆိုတာကတော့ရင်ကုန်စရာကောင်းလာပါရီ။